ဇလန်းလေးကတော့အသက်20နှစ်အရွယ်ရှက်လို့ခေါ်တဲ့စပုံမှုမလေးတယောက်အကြောင်းနဲ့စတင်ထားပါတယ်။မနက်ခင်းမှာဒီမင်းကလေးကအရန်ကိုတက်ကြွလက်ဆန်းစွာလှုပ်ထလာပြီးဟိုတယ်ပီနာရဲ့စားတောက်ဆိုင်မှာအလုပ်လုပ်ဖို့ပြင်ဆင်ပေမဲ့အလုပ်နောက်ကျနေပါပြီ။ဟိုတယ်ကိုရောက်တဲ့အခါမှာတော့သူ့ရဲ့မန်နေဂျာကသူ့ကိုလှောင်ပြောင်ပြီးအမြဲတမ်းအလုပ်နောက်ကျတတ်တာကိုတတိပေးလိုက်ပါတယ်။ရှမ်းကချက်ပြုတ်ရတာကိုတကယ်ကိုစိတ်ရင်းနဲ့ဝါသနာပါပေမဲ့အခုထိတော့အဓိကစပုံမှုတွေထဲမှာမပါဝင်နိုင်သေးပါဘူး။သူ့ရဲ့အလုပ်ကတော့စက်တုံနေတွေနဲ့အာလူပုံကြီးတွေကိုအခွန်နာတာဟိခက်တာစတဲ့အခြေခံပြင်ဆင်မှုတွေမှာပဲကန့်သက်ခံရပါတယ်။တနေ့မှာတော့ယာတုတိုးရမယ်လို့မျှော်လင့်ချက်နဲ့ဒီစပုံမှုမလေးကတိတ်တိတ်လေးပဲစူးစမ်းပြီးအလုပ်လုပ်နေခဲ့ပါတယ်။အတန်ကြာတော့အမှုဆောင်စပုံမှုကြီးကမိဖို့ချောင်းဝင်တဲ့အလုံးကိုစူးစီးပြီးဒီနေ့မှာအရန်ရေးကြီးတဲ့ဧည့်သည်တယောက်ရောက်လာမယ်လို့ကြေညာလိုက်ပါတယ်။ဒီဧည့်သည်ကတော့နာမည်ကြီးအစားအသောက်ဝေဖန်ရေးသမားတယောက်ဖြစ်တယ်လို့ဒီဟိုတယ်ကိုဝယ်ယူနိုင်ခြင်းရှိတဲ့တတိတယောက်လည်းဖြစ်ပါတယ်။အမှားရွေးအနေငယ်လေးတောင်ဖြစ်ခဲ့ရင်အားလုံးအလုပ်ပြုတ်နိုင်တယ်လို့စပုံမှုကြီးကတတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာရှမ်းရဲ့လုတ်ခေါ်ကိုင်ပတ်နဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်သူတဝဲပါဒီလာပါကသူ့နားကိုရောက်လာပြီးသူ့ရဲ့လှုပ်ဝက်ချက်နီးလန်းနဲ့ချက်ထားတဲ့ထမင်းကြော်ကိုချက်ပေးဖို့အတင်းကျပ်တောင်းဆိုလာပါတယ်။ရှမ်းကဘယ်သူမှကောင်းကောင်းမချက်နိုင်ဘူးလို့လေဒီလူငယ်ကပြောပါသေးတယ်။ရှမ်းကကိုပိုင်ဟင်းရပြီးချက်ပြုတ်ခွင့်မရှိတာကြောင့်ပထမတော့တိုးဆုံနေပေမဲ့ဒီလာပါကထက်ခါတလဲလဲတောင်းဆိုတာကြောင့်နောက်ဆုံးမှာတော့သဘောတူလိုက်ပါတယ်။သူဟာစတိုခန်းထဲကိုတိတ်တိတ်လေးဝင်သွားပြီးပစုံတွေကိုတက်စင်တာကြက်ဥကြော်တာပဲတီးတွေကိုပြုတ်တာစတာတွေကိုပြင်ဆင်ပြီးအထူးထမင်းကြော်တပွဲကိုစတင်ချက်ပြုတ်ပါတော့တယ်။အားလုံးကိုရုံးမွေပြီးတဲ့နောက်မှာတော့အပေါ်ကနေပစုံလေးတွေနဲ့လှလှပပအလှဆင်လိုက်ပါတယ်။ဒီဟင်းရကိုဒီလာပါစီပေးလိုက်တဲ့အချိန်မှာသူ့ရဲ့လှုပ်ဝက်အမွှေးကြိုင်တွေမယူလာခင်ထိမစားသေးဘူးမှထားခဲ့ပါတယ်။ဒါပေမဲ့ဒီလာပါကတော့အစားတောက်ကိုမြင်ပြီးမနေနိုင်ခင်နေပါတယ်။သူစားကနီးမှာပဲသူ့မီစီကဖုံးလာတာကြောင့်ပတန်ကိုဘေးမှာချထားခဲ့ပြီးအထက်ထဲကထွက်သွားပါတယ်။အနားမှာချိုးရင်းနေတဲ့လက်စစ်ပလက်ပေါက်တစ်ခုရှိနေတာကိုတော့သူတတိမထားမိလိုက်ပါဘူး။အဲ့ဒီအချိန်မှာပဲအထူးဧည့်သည်ဖြစ်သူလူချင်းကဟိုတယ်ကိုရောက်လာပြီးသူဝင်လာတာနဲ့တပြိုင်နက်တစီးနေတဲ့ပလက်ပေါက်ကနေမိစတင်တော့မှာတော့တယ်။ရှမ်းပြန်ရောက်လာပြီးအခန်းထဲမှာမီးလောင်နေတာကိုမြင်တဲ့အခါမှာတော့အရန်ကိုထိလန့်သွားပါတယ်။ပထမတော့ကြောက်ပြီးတောက်တောင်ကြီးဖြစ်နေပေမဲ့နောက်တော့ရေပုံးကိုအမျက်ဆွဲပြီးမိကိုကိုယ်တိုင်ငိမ့်တက်ဖို့ကြိုးစားပါတယ်။လူချင်းကလည်းမိဖို့ချောင်ဘက်ကိုလာနေပြီးမီးလောင်နေတာကိုမြင်ပေမဲ့အော်စရာကောင်းတော့အောင်တည်နေနေပါတယ်။သူကပလက်ထိုင်ပေါ်တက်ပြီးမိချစ်တလုံးနဲ့အလိုလျောက်ရေထဲနဲ့စနစ်ကိုဖွင့်ဖို့ကြိုးစားပါတယ်။ဒါကိုမြင်တဲ့ရှမ်းကအခြေအနေကိုနားလည်မှုလွယ်ပြီးလူချင်းကပဲမိရှုလာလို့ထင်သွားပါတယ်။အတိတ်တင်ခံရရင်အလုတ်ပြုတ်သွားမှာကိုကြောက်တာကြောင့်ရှမ်းကလူချင်းကိုတားဖို့ကြိုးစားပေမဲ့ဒီလူကြီးကတော့ခိုင်ခိုင်မာမာပဲရပ်တည်နေပါတယ်။အိုးတလုံးကိုခေါင်းပေါ်တင်ပြီးကာကွယ်ရင်းနောက်ဆုံးမှာတော့ရေထဲစနစ်ကိုဖွင့်နိုင်ခဲ့ပါတယ်။ရေရီကျလာပြီးမီးငိမ့်သွားပါတော့တယ်။လူချင်းကရှမ်းကိုတစ်ချက်ကြည့်ပြီးဘာမှမပြောဘဲတိတ်တိတ်လေးထွက်သွားပါတယ်။ခဏကြာမှတော့တခြားစပုံမှုတွေနဲ့မန်နေဂျာကအခန်းထဲကိုအပြေးလွှားရောက်လာပါတယ်။မန်နေဂျာကရှမ်းကိုဒေါသတကြီးစုပူပြီးဘယ်သူနဲ့အတူရှိနေလဲလို့မေးပါတယ်။ဒီလာပါကသူ့နာမည်ကိုထုတ်မပြောဘူးဂရီတောက်ထားတာကြောင့်ရှမ်းကအပြစ်အားလုံးကိုသူ့ကောင်းပေါ်ပဲပုံချလိုက်ပါတယ်။ပထမတော့မန်နေဂျာကသူ့ရဲ့လစာ6လစာကိုဖြတ်ဖို့ဆုံးဖြတ်လိုက်တာကြောင့်ရှမ်းရန်အံ့ဩသွားပါတယ်။တစီသွားတာကစပွဲတစ်လုံးနဲ့အိုးတစ်လုံးမရှိတာကြောင့်ပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဟိုတယ်ပိုင်ရှင်ကဖုန်းဆက်လာပါတယ်။ဝေယူမဲ့သူလူချင်းကအခက်ပြအားလုံးကိုမြင်သွားတာကြောင့်ဟိုတယ်ရဲ့တန်ဖိုးကျသွားပြီလို့ပိုင်ရှင်ကိုအကြောင်းကြားလိုက်ပါတယ်။ပိုင်ရှင်ကဒေါသထွက်ပြီးအတိရှိတဲ့ဝန်ထမ်းကိုချက်ချင်းအလုပ်ထုတ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါကြောင့်ရှမ်းဟာအဲ့ဒီနေ့မှာပဲအလုပ်ထုတ်ခံလိုက်ရပါတယ်။ဒီအတော်တွင်းမှာလူချင်းကသူ့ရဲ့လက်ထောက်နဲ့အတူအခန်းနံပါတ်110မှာတဲခိုနေပြီးအကောင်းဆုံးဟင်းရတွေကိုပြင်ဆင်ပေးဖို့မိဖို့ချောင်းကိုခိုင်းလိုက်ပါတယ်။အင်ဂျင်ရောက်တဲ့အခါရှမ်းကလူချင်းကိုစိတ်ဆိုးပြီးပစုံတကောင်ကိုလူချင်းလိုသဘောထားကအလုပ်ပြောအောင်လုပ်တဲ့အတွက်ဆဲဆုံနေပါတယ်။ဟိုတယ်မှာတော့စပုံမှုအလုံးကသူတို့ရဲ့အကောင်းဆုံးဟင်းရတွေကိုပြင်ဆင်ပေးမဲ့လူချင်းကတော့တပွဲချင်းစီကိုအပြစ်ရှာနေပါတယ်။ဟင်းတွေကတဝက်ပဲချက်တာကြောင့်သူ့သွားတွေကျိုးသွားနိုင်တယ်လို့တော့မှတ်ချက်ပေးပါတယ်။စပုံမှုတွေကအရန်ကိုအရှက်ရသွားပြီးသူတို့ကိုသူတို့တက်တည်ပြဖို့ဘာမှမကြံတော့ဘူးလို့ခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဒီလာပါကမီးမလောင်ခင်ကရှမ်းချက်ထားတဲ့စတိုခန်းထဲမှာကြံနေသေးတဲ့ထမင်းကြော်ကိုတတိယသွားပါတယ်။သူကအဲ့ဒီဟင်းရကိုလူချင်းစီအမြန်ယူသွားပေးလိုက်ပါတယ်။ပထမတော့လူချင်းကစိတ်မပါပဲစားကြည့်ပေမဲ့နောက်တစ်စက္ကန့်မှာတော့လုံးဝအံ့အားသင့်သွားပါတယ်။ဟိုတယ်ရဲ့စီမံခန့်ခွဲမှုကညံ့ဖျင်းပေမဲ့ဒီမှာတော့တကယ် permission စပုံမှုတယောက်ရှိနေတာပဲလို့ချီးကျူးလိုက်ပါတယ်။စကောက်တွေရဲ့ finger ထမင်းကြော်လို့ခေါ်တဲ့ဒီဟင်းရကိုသူတကယ်ကိုကြိုက်နှစ်သက်သွားပြီးဒါကိုချက်တဲ့စပုံမှုနဲ့တွေ့ချင်တယ်လို့ပြောပါတယ်။မန်နေဂျာကထိလန့်သွားပြီးစပုံမှုကခွင့်ယူထားတယ်လို့လိန်ပြောလိုက်ပါတယ်။လူချင်းကဒါကိုမယုံပဲအမှန်တိုင်းမပြောရင်ဟိုတယ်ရဲ့ဈေးနှုန်းကိုထက်လျှော့ပြမယ်လို့ချင်းချောက်ပါတယ်။အခြားရွေးချယ်စရာမရှိတော့တာကြောင့်မန်နေဂျာကအဲ့ဒီစပုံမှုကိုချက်ချင်းပြန်ခေါ်လာပါမယ်လို့ကတိပေးလိုက်ရပါတော့တယ်။